ရှိတဲ့ဒီ stroma လို့ခေါ်တဲ့နေရာလေးထဲမှာဒါကာဗွန်ဒိုင်အောက်ဆိုက်ကနေပြီးတော့ဒီအပင်ရဲ့အဓိကအစာအာဟာရဖြစ်တဲ့ဒီနောက်ဆုံး final product ပေါ့နော်ဒီ glucose C6H12O6 အဖြစ်တို့ဒါပေါ့နော်ဖြုတ်ခွဲပေးတာပေါ့နော်ဒါဘယ်ကနေစတာလဲဆိုတော့ starting compound ဖြစ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကနေစပြီးတော့ glucose ဒါသူ့ရဲ့ formula ဆိုရင် C6H12O6 အဖြစ်တို့ဒါဖြုတ်ခွဲပေးတဲ့ဖြစ်စီပေါ့နော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကိုဘာလို့ခေါ်လဲဆိုတော့ biochemistry မှာဆိုရင် Kevin cycle လို့ခေါ်တယ်သူကအဓိကအားဖြင့်ရွက်တွေရဲ့ဒါ chloroplast ထဲမှာရှိတဲ့ဒီ stroma လို့ခေါ်တဲ့ဒီ fluid ပိုင်းတွေပါပေါ့နော်ဒီ stroma ဆိုတာကဒါခုနဒီ photosynthesis နဲ့ပတ်သက်ပြီးတော့ပေါ့နော် page မှာလည်းစာနဲ့လည်းပေါ့နော်ရေးတင်ထားတာရှိပါတယ်ဆိုတော့အဲ့ဒီမှာပဲလေအသေးစိတ်ပြန်ပြီးတော့ဖတ်ကြည့်လို့ရပါတယ် stroma ဆိုတာအဲ့ဒီမှာဘာလဲဆိုတဲ့အကြောင်းကိုရှင်းပြထားတယ်ပေါ့နော်အဓိကပြသူကတော့ဒီ chloroplast ဒီအရွက်ရဲ့ပေါ့နော် chloroplast ထဲမှာရှိတဲ့ဒီ fluid pack အပိုင်းလေးကို stroma လို့ခေါ်တယ်အဲ့ဒီ stroma ထဲမှာဒီကာဗွန်ဒိုင်အောက်ဆိုက်ကိုပေါ့နော်ဒီ ADP နဲ့ NADPH ပေါ့နော် sorry NADH တော့မဟုတ် NADPH ဆိုတော့အဲ့ဒီနှစ်ခုပေါ့နော်အဲ့ဒီနှစ်ခုကဘယ်ကနေအင်းလို့ရလာလဲဆိုတော့ဒီ first state photosynthesis ကိုပြန်ကြည့်လို့ရှိရင်အဲ့ဒီက photosynthesis ရဲ့ဒီ first state ပေါ့နော် light dependent state မှာရလာတယ်ပေါ့နော်ထွက်လာတဲ့ဒီ ATP ဖြစ်လာတယ်ပေါ့နော် ATP နဲ့ NADPH ဆိုတော့အပင်ဒီမှာဆိုရင်တော့NADPH သုံးတယ်ပေါ့နော်တော်တော်များများဒီမှာဆိုရင်အခုဆိုရင်တို့ဒီ Google မှာရှိတဲ့ image တွေတော်တော်များများလဲပုံထဲမှာလဲ NADPH လို့ရေးထားတယ်လူတွေမှာဆိုတော့ NADP လူနဲ့ဆိုင်တဲ့ biochemistry မှာဆိုတော့ NADPH ကတက်ဒီ hydrogen monophosphates တက်ပြီးနဲ့ဆိုင်သွားရင်သူဒီ energy ထောက်ပံ့ပေးတဲ့အရာမဟုတ်ဘူးပေါ့နော် NADPH က NADH ကဒါelectron transport chain ပေါ့နော် EDC နဲ့ဆက်ပြီးတော့ခဏကိုမှာဒီ energy ထောက်ပံ့ပေးတာပေါ့နော်ဒီနေ့ပြောရင်ဒါ oxidative phosphorylation လုပ်ပေးတဲ့အပိုင်း Kevin cycle မှာဆိုရင်သူဒီဟာလေးကိုအကျဉ်းလေးအရင်ဘောတရားအနေနဲ့အရင်ရှင်းပြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါလေးကိုအကျဉ်းရှင်းပြတော့မှသူ့ရဲ့အဓိကဟာကိုတွားလို့ရှိရင်ပို့ပြီးတော့နားလေရလွယ်မယ်ပေါ့နော်မဟုတ်လို့ရှိရင်နည်းနည်းလေးနားလေရခက်နေမှာဆိုလို့ပေါ့ဆိုတော့အဓိကအားဖြင့်ကာဗွန်ဒိုင်အောက်ဆိုက်ကနေစမယ်ဒီ RUBB ပေါ့နော် RUBB ဆိုတာဘာလဲပေါ့ RUBB ဆိုတာကတနည်းအားဖြင့်ပြောရင်ဆူဂါတစ်မျိုးပဲကာဗွန်ဟိုက်ဒရိတ်ပေါ့နော်ဒါအပင်ထဲမှာအဓိကအားဖြင့်ဒီ stroma ထဲမှာပေါ့နော်ပျော်ဝင်နေတဲ့ဟာငကိုတွေကအပင်မှာရှိတဲ့ဆူဂါတစ်မျိုးပေါ့နော်သူ့ရဲ့အရှည်ကောက်ကကြတော့ ribose 15 by 4 phase လို့ခေါ်တယ်သူကဒီ chloroplast ရဲ့ stroma ထဲမှာ fluid ထဲမှာပျော်ဝင်နေတဲ့ဆူဂါတစ်မျိုးပဲစသဖြင့်ဒီဟာနဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ပေါင်းလိုက်လို့ရှိရင်နော်ကာဗွန်အတန်6လုံးရှိတဲ့ compound တစ်ခုရမယ်ဒါပေမဲ့အဲ့ဒီ compound ဒီ unstable ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကာဗွန်အတန်3လုံးပါတယ်ပေါ့နော်ဒီကာဗွန်အတန်3လုံးပါတယ်ဒီ